စိတ်ဆိုးနေနော်ခွန်လူပါကွယ်ကဲတောင်ကြယူတွေကိုအမပြောတော့ဆိုင်မှာဖြည့်ထားတယ်ဆိုဆိုင်မှာဖြည့်ထားတယ်ဆိုအခုမှားတာကြော်တာပဲရမယ်ဆိုတော့အမဘာသဘောလဲဆိုပြီးတော့ခုတနေ့ကမှအပုံကြီးလိုက်ကြီးမြင်လိုက်တာဆိုပြီးရန်နေလုံနေတဲ့သူတွေကိုရန်နေပြီးတော့ကျမလည်းအရာတလောက်တော့ဖြည့်တာပဲနော်ကျမလည်းရာတလောက်တော့ဖြည့်တာပဲဒါပေမဲ့လေဒီလားအိုက်ကအပုံလိုက်ပြီးအားပေးချမ်းတာပေါ့နော်တချို့ကလေတငယ်ချင်းထက်ခါမှာပြီးတော့တငယ်ချင်းအတွက်ပါပြီးတော့ညှော်ပေးတာရှင်ကျွန်တော်တစ်ခါမှတယောက်မှလို့ရှိရင်5ဘူး3ဘူးအဲ့လိုမျိုးတွေမှာတာပေါ့နော်ပြမယ်ရှင်နော်ကျမရဲ့ကောင်းတာလေးကဟောင်းလောင်းလေးဒီမှာပါရှစ်မတက်ယူ2ဘူးရယ်ဟိုမှာ1ဘူးရယ်ဆိုတော့3ဘူးပဲကျန်တော့တယ်တောင်စာယူနေရာကြီးကတော့လွတ်နေပါတယ်ပေါ့နော်မနှလုံးဆိုင်အဝါရောင်လေးစီရမယ်မစီမန်6ခုလောက်ရအောင်မယ်ဟောတောင်ကြရိုလေးကတော့စောင့်ပေးပါအောင်ရှင်ကဲတပင်းတိုင်းများနန်းယူမျိုးသမီးတက်စင်တက်ပြရည်တွေကတော့အပြည့်အော်ဒါအပြည့်ရှိပါတယ်စောင့်ရပါဘူးစောင့်ရမှာကတောင်ကြရိုလေးကတော့စောင့်ရအောင်မယ်ရှင်ကဲဒါတွေကတော့အခွင့်နေပါလို့တရားတွေကအခွင့်နေပါကဲဒီလိုရှိပါတယ်เนาะအကိုတို့စိတ်ဆိုးဒါကမခက်ဘူးကျမရဲ့တော်ပါလေစိတ်ဆိုးနေရဘာတင်ပန်းနေလို့ကိုတို့ဒီပညာပေးလေးလည်းပြောလို့မရစိတ်တွေလည်းညစ်เนาะကဲတခြားတိကျနာကြီးရှိလို့ရှိရင်ခင်လေးရဲ့ Viber နံပါတ်မှာလာမေးလိုက်တော့ Viber မလာတတ်ရင်တော်ရဲ့ CV ချက်ပေါက်မှာလာပြီးတော့မေးလို့ရပါတယ်စကားပြောလေးတွေကလေအရန်မနော်ခဏပန်းတာဘာတင်ပန်းနေတာเนาะအဲ့ဒါကြောင့်မလို့ဟိုဒီကျမကြီးအကြောင်းတွေကိုသိကျင်နေဆိုရင်မရှက်ပါနဲ့ခင်လေးရဲ့ Viber နံပါတ်ခွင့်ရှင်ကလေးရှိခွန်မှာအသေးစိတ်မြင်မြန်ဆက်သွယ်လို့ရပါတယ်ရှင်ချိုးတာနဲ့စောင့်ပေးတဲ့သူတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်လေးကတော့မိထီလာမျိုးကနေပြီးတော့အညာမောင်အညာမျိုးရှင်ညာမျိုး product တွေကိုလက်လီလက်ကဖြန့်ဖြူးရောင်းချပေးနေတဲ့မိထီလာမျိုးရဲ့ဒီပေါ့နော်ပင်ရင်းလက်ခွဲတိုင်းကြီးပဲဖြစ်ပါတယ်ရှင်ခင်လေးရဲ့ဆိုင်လေးစာနေရာလေးကကြည်တော်ကုန်းဘုန်းကျောင်းတန်မှာရှိတဲ့ဩဇာစီဆိုင်ပဲဖြစ်ပါတယ်ရှင်လက်လီလက်ကဝယ်ယူအားပေးလို့ရပါတယ်เนาะလက်ကားလည်းပြန်ဖြန့်ပေးပါတယ်ရှင်ခင်လေးစီကလက်ကားယူတဲ့သူတွေကအာသာချက်ကခင်လေးဒီပေါ့နော်အော်ဒါတွေလွှဲပေးပါတယ်တခြားမြို့နယ်တွေကဆိုရင်အော်ဒါတွေလွှဲပေးပါတယ်ဒါကြောင့်မလို့ခင်လေးနဲ့ယုံကြည်စွာလက်တွဲပြီးတော့ဆေးကိုလက်ဒီပေါ့နော်ဈေးနှုန်းမှန်အတိုင်းလက်လီလက်ကဝယ်ယူအားပေးလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီတော့ဘန်းမှာစိုးလို့ပေါ့နော်